ကားလို့မင်္ဂလာပါဒီနေ့မှာတော့ဆရာပေးတဲ့တွေကိုဆရာ3ရက်အတွင်းနော်2ရက်3ရက်အတွင်းတိတိတတာငွေဝင်လက်ဆွင်စီလာစီမဲ့ဂမ်ဘီယာရရလေးတခုပြောပြချင်လို့ပါအဲ့ဒါလည်းအဘအမေရိကရဲ့ရရပါပဲခင်ဗျဟုတ်ပြီနော်အဘအမေရိကပေးခဲ့တဲ့ရရတခုဖြစ်ပါတယ်အဲ့ဒါကိုဒီနေ့ဆရာပေးတဲ့တွေကိုမျှဝေပေးချင်လို့ပါရရတော့ပထမဆုံးလိုအပ်တာတော့ဒီလိုကြွေပကံများတစ်ချက်လိုပါတယ်ခင်ဗျဗျောင်းနော်ဗျောင်းဒီပန်းကက်တွေပါလို့မရဘူးဗျောင်းကြွေပကံများတစ်ချက်ရှိဖို့လိုပါတယ်ကြွေပကံများကျမတို့အိမ်မှာပန်းကက်တွေပဲရှိတယ်ဆိုမလုံနဲ့အဲ့ဆိုတော့မလုံတော့နဲ့ဝယ်ပေါ့ဗျာနော်ဒီလိုဗျောင်းကြွေပကံများတွေဝယ်လို့ရပါတယ်နော်ဟုတ်ပြီအဲ့ကြွေပကံများမှာ9000ကျဲဆွဲလိုက်ပါ9000ကျဲနော်9000ကျဲနော်9000ကျဲခုကျွန်တော်ဆွဲမယ်9000ကျဲဆွဲလိုက်ပါကြကြတနာပေတန်လေးနဲ့လှအောင်ဆွဲလိုက်ရတာနော်လှလှလေးဆွဲကြနော်ကျွန်တော်ကဒါအမြန်ဆွဲပြတာနော်ဒီလို9000ကျဲလေးဆွဲလိုက်ပါနော်မညီဘူးနော်ကျွန်တော်ဆွဲရကြမညီဘူးနော်ပေတန်နဲ့တေချာချာဆွဲပိုကောင်းတယ်နော်လှလှပပလေးဆွဲ9000ကျဲဖြစ်ဖို့လိုပါတယ်အဲဒီ9000ကျဲမှာ9000ဆိုတော့ကျဲမှာ9000ပါတယ်အဲ့မှာကဏ္ဍ9လုံးရေးရမယ်ဟုတ်ပြီနော်ဘာလဲအဲ့ဒါ EAEAO အင်္ဂလိပ်လိုရေးလိုက်ရတယ်နော်မြန်မာလိုအခရာအာရေးလုံးကြည့်တဲ့စကားဝေဒနာပေါ့ E တွေထိုး RA အဲ့လိုမြန်မာလိုနဲ့ရေးလို့ရတယ်အခုကျွန်တော်ကတော့အင်္ဂလိပ်လိုရေးမယ်ဗျာ EAEAO ဟုတ်ပြီနော် EAEAO လို့ကျဲဝဆော့ပင်မကားပင်အနီရောင်နဲ့ရေးမယ် EAEAO ဆိုတဲ့ကဏ္ဍကိုဆော့ပင်အပြာရောင်မကားပင်အပြာရောင်နဲ့ရေးမယ်မြင်လား1500မှာ EAEAO ဆိုတာမြင်လားခင်ဗျနော်အဲ့လိုလေးရေးလိုက်ပါနော်ရေးပါရေးပြီးဆိုတာနဲ့မိမိဖះเจ้าတော်မောတော့မဟုတ်အမြင့်တနေရာမှာရတယ်နော်ဘာသာကြားလေးဆိုအမြင့်တနေရာမှာလုပ်လို့ရတယ်ဖះเจ้าတော်မှာလုပ်လို့ရတယ်ဖះเจ้าတော်မှာခုံလေးခံပြီးလုပ်လို့ရတယ်အဲ့ပေါ်ကိုကြွေပကံများလေးကိုတင်လိုက်ပါကြွေပကံများလေးကိုတင်လိုက်ပါပြီးရင်ကျွန်တော်ဗီဒီယိုဖိုင်ပြပါမယ်နော်ပြီးရင်ကျွန်တော်ကိုယ်တိုင်လုပ်တဲ့ဗီဒီယိုဖိုင်ကိုပြပါမယ်ဟုတ်ပြီပြီးလို့ရှိရင်ဖန်ကွက်တစ်လုံးနဲ့ကိုရေတဝက်တော်လောက်ထည့်လိုက်ပါဖန်ကွက်တစ်လုံးနဲ့ကိုရေတဝက်တော်လောက်ထည့်လိုက်ပါရေတဝက်တော်တော့ထည့်လိုက်ပါထည့်ပြီးတော့အဲ့ဖန်ကွက်ထဲကိုကွင်းရွက်တရွက်ထည့်ပါကွင်းရွက်ကဒီလိုအညာကွင်းရွက်အယိုးတွေကွင်းရွက်အဖျားတွေကိုကကြည့်နဲ့ညှက်မပြစ်နဲ့နော်ညှက်ပြလို့မရဘူးနော်ဒီတိုင်းပဲနော်အယိုးပါပါစေအညာလည်းအညာပါပါစေအဖျားကိုလည်းမညှက်ပါနဲ့ကွင်းရွက်တရွက်ကိုဖန်ကွက်ထဲကိုထည့်လိုက်ပါအဲ့ဒီအောင်နားလဲမယ်နော်ပြီးပြီဆိုရင်တော့အဲ့ပေါ်တင်လိုက်ပါပြင်ပြီးရင်အဲ့ဒေါင်9000မှာEAEAO လို့ရေးထားတဲ့အဲ့စာပေါ်မှာဖျောင်းနိုင်လေးထွင်းရမယ်အစိမ်းအောင်လေးဆိုပိုကောင်းတယ်ဗျအစိမ်းအောင်ဖျောင်းနိုင်လေးဆိုထွန်းတယ်ပဲဖျောင်းနိုင် dry side တိုင်း EAEAO လို့အဲ့လိုဆိုပြီးတော့မှစိုက်ရမယ်နောက်တစ်တိုင်းစိုက်မယ် EAEAO နောက်တစ်တိုင်းစိုက်မယ် EAEAO စိုက်မယ် dry side တိုင်း EAEAO လို့အဲ့လိုဆိုရမယ်ကျွန်တော်ပြောနားလည်မလဲတူပါတယ်နော်ပြန်ပြောမယ်ဗျာဒီလိုပြောင်းကြွေပကံများတစ်ချက်လိုပါတယ်9000ကျဲဆွဲပါဆော့ပင်အနီရောင်မကာပင်အနီရောင်နဲ့9000ကျဲဆွဲပါကိုပေတန်နဲ့ဆွဲလိုက်ရပါတယ်ကျွန်တော်ကအခုလက်တန်းတို့ဆွဲတာမဟုတ်မလှအောင်ကျွန်တော်ကျဲရမလှအောင်လှလာလေးဆွဲပေါ့ဗျာနော်ပြီးရင်အဲ့ထောင်းနေမှာ EAEAO လို့အင်္ဂလိပ်လိုရေးလိုက်ရပါတယ်မြန်မာလိုရေးလိုက်ရပါတယ်ရေးပြီးဆိုတော့ဖန်ကွက်ထဲကိုရေတဝက်တာထည့်ပါကွင်းရွက်တွေထည့်ပါကွင်းရွက်ကအယိုးတွေအဖျားတွေညှက်မပြစ်ပါနဲ့အဲ့ဒီတိုင်းထည့်ပါပြီးရင်အဲ့ EAEAO လို့ရေးထားတဲ့စာရီပေါ်မှာ15000မှာဖျောင်းနိုင်9တိုင်းစိုက်လိုက်ပါဖျောင်းနိုင်တိုင်းစိုက်တိုင်း EAEAO လို့ယူရမှာဖြစ်ပါတယ်ဟုတ်ပြီနော်ပြီးရင်ဖျောင်းနိုင်မိထွန်းလိုက်ပါမင်းကြီးလိုက်ပါနော်ဖျောင်းနိုင်ကိုမင်းကြီးလိုက်ပြီးတော့ဖျောင်းနိုင်မင်းကြီးပြီးဆိုလို့ရှိရင်အများသူငါတွားတဲ့လမ်းဘက်ပေါ့ဗျာကိုယ့်အိမ်ထဲကိုဝင်တဲ့အိတ်စစ်ဒကမဘက်ကိုမိမိအိမ်ထဲကိုဝင်တဲ့အိတ်စစ်ဒကမကြီးဘက်ကိုလှည့်ပြီးတော့မှလက်ခုပ်6ချက်တီးလိုက်ပါလက်ခုပ်6ချက်တီးလိုက်ပါလက်ခုပ်6ချက်ပဲတီးလိုက်ပါတခါဖျောင်းလိုက်ပူတဲ့တိုင်းလက်ခုပ်6ချက်တီးဖို့မမေ့ပါနဲ့ကိုယ့်ရက်က2ရက်တခါ3ရက်တခါလဲလို့ရတယ်ကိုယ့်ရက်လဲရင်ရေပါလဲဆရာကျွန်တော်1ရက်တခါလဲမယ်ကိုယ့်ရက်1ရက်တခါလဲမယ်လဲရေလဲပေါ့ရတယ်ဟုတ်ပြီနော်ဒါပေမဲ့ဖျောင်းလိုက်ဒရိုက်စိုက်တိုင်း EAEAO လို့တော့ဆိုပေးရမယ်ပါဇက်ကနေကျွန်တော်ပြောနားလဲမလားမသိဘူးနော်ဘာမှနားဆုပ်စရာမရှိပါဘူးနော်လုံးဝငွေဝင်နေဗျာနော်ဘလောက်လက်ပိတ်နေပါစေနော်ဘလောက်လက်ပိတ်နေပါစေငွေဝင်ပါလေနော်လုံးဝငွေကြီးလက်လာပါလေအရက်ဆွန်လာပါလိမ့်မယ်အဲ့တော့တချို့ကပြောချင်ကြရည်တာဘာပြောရလဲဆိုတော့အလုပ်မလုပ်ပဲငွေဝင်မှာလားတဲ့အဲ့လိုမေးတဲ့လူတွေရှိတယ်မှန်တာပေါ့ဗျာဒါတော့အလုပ်မလုပ်ရင်တော့ဘယ်လိုတော့ငွေတို့တော့အလုပ်မလုပ်ပဲငွေဝင်တဲ့လူတွေရှိပါတယ်အဲ့လိုမုံဘိုးရတာတို့နော်လက်ဆောင်ရတာတို့အဲ့ဒါမျိုးတွေရှိနေပါတယ်အဲ့ဒါမျိုးတွေလည်းရပါလိမ့်မယ်
အဲ့တော့မှန်တာပေါ့ကျွန်တော်တို့ရေရဆိုတာလဲအထောက်ပံ့ပဲပေးနေတာလေဗျာအလုပ်မလုပ်ဖိုင်တော့ဘယ်ဝေမလဲပြောချင်တာကအလုပ်လုပ်နေရပြီးတော့မှနော်ရထိုက်တဲ့ငွေမရတာလက်ပိတ်နေတာငွေရဝင်တက်မှရနဲ့မဝင်တာဆိုရင်အခုရေရလောက်လိုက်ပါ3ရက်အတွင်းထူးကြတယ်ဗျာဟုတ်ပြီဆိုမေးမယ်ဘယ်ချိန်မှလောက်ရမှာလဲလို့မေးမယ်စပြီးလုံမဲ့နေ့ရတော့တနင်္လာနေ့မနေ့9:45ဆိုရင်ပိုကောင်းတယ်ဗျနော်စပြီးလုံမဲ့နေ့ရတနင်္လာနေ့မနေ့9:45ဆိုရင်ပိုကောင်းပါလေတို့တော့ဆရာကျမတို့ကအခု2ရက်3ရက်အတွင်းငွေဝင်ကျင်တာအခုလုံမဲ့လှုပ်ပြတိုက်တဲ့ချိန်လှုပ်ရတယ်နော်စပြီးလုံမဲ့လူတွေကတော့တနင်္လာနေ့မနေ့9:45ဆိုရင်ပိုကောင်းပါလေခင်ဗျအခုလှုပ်ချင်တယ်လှုပ်ပါဟုတ်ပြီနော်ရပါတယ်အဲ့တော့ဒီရေရာကအပါမေတ္တခရဲ့ဂမ်ဘီယာရေရာဖြစ်ပါတယ်နော်အဲကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ဗီဒီယိုဖိုင်လေးကိုလည်းဒီခုဗီဒီယိုရဲ့နောက်မှာကျွန်တော်ပြထားပါမယ်ကဲအားလုံးငွေကြည့်လက်လာပါလေအထူးဆွလန်းကြပါစေငွေဝင်ပြီးအလောက်ကင်တွေကောင်းကြပါစေပိတ်ဆို့နေတဲ့လက်လာပါတွေပွက်လန်းပါစေနော်အထူးအဖြစ်ငွေကြည့်တော့ကအင်တော်ရေးတော့ကအခြေရေးတော့ကတော့ကမှန်တယ်မြတ်ကင်းဝေးကြပါစေဗျာဟုတ်ပြီနော်အားလုံးအစီအပြေကြပါစေအခုလိုမျိုးကြည့်ဘက်ကများမှာပေါ့နော်ဒါ9000ကျဲဆွဲပြီးတော့မှပြောင်းနိုင်9တိုင်းပေါ့နော်ပြောင်းနိုင်9တိုင်းအလဲကောင်းမှာဖန်ကွက်ထက်မှာကွင်းရွက်ကအဲ့လိုမျိုးအညာပါမယ်နော်အညာဖြတ်ပြလို့မရဘူးအဲ့လိုမျိုးဘုရားကျောင်းတော်မှာတင်ပြီးတော့မှမိထွန်းပူဇော်ရုံနဲ့ငွေကြည့်လက်လာပါတယ်အရန်ပွင့်လန်းပါတယ်ဗျာနော်အရန်ပွင့်လန်းပါတယ်ဟုတ်ပြီနော်တခုတော့ရှိတယ်အဲ့မှာဖြောင်းနိုင်စိုက်တဲ့အခါမှာဖြောင်းနိုင်လို့စိုက်တဲ့အခါမှာအဲ့မှာဖြောင်းနိုင်ထိပ်ဒီမှာ EAO လို့အင်္ဂလိပ်လိုရေးထားတယ်မြန်မာလိုရေးလိုက်ရတယ်နော် EAO မြန်မာလိုရေးလိုက်အင်္ဂလိပ်လိုရေးလိုက်ရတယ်နော်အဲ့တော့ဖျောင်းနိုင်စိုက်တဲ့အခါမှာလဲ EAO လို့ကလေးချော့တဲ့လို့အဲ့လိုအတန်ဆွဲလေးဆိုပြီးတော့မှစိုက်ပါဖျောင်းနိုင်နေဟုတ်ပြီနော်အတုံးလေးရက်တွင်တိတာငွေကြည့်လိုက်လာပါဝင်လာပါလိမ့်မယ်ပွင့်လန်းလာပါလိမ့်မယ်ဟုတ်ပြီနော်ဒါဆက်ပိတ်တဲ့ဒီလက်တွေ့ပြလာပါနော်ကျွန်တော်တို့ကိုယ်တိုင်လုပ်နေတဲ့လက်တွေ့အမှန်တန်ထူးခြားတဲ့ရေရာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့အခုဗီဒီယိုကမိတ်ဆွေတွေနဲ့ယုံကြည်တယ်ဆိုရင် share ပေါ့ဗျာတော့ share ပေးလိုက်ပေါ့တခြားလူတွေလည်းလုပ်လို့ရအောင်မယုံကြည်ပါဘူးကွာအပလာတွေပါမယုံဘူးကွာဒီဆရာရေလောက်တာတော့မထူးကြဘူးအဲ့ဆိုမ share နဲ့ဗျာဟုတ်ပြီနော်share တာမ share တာခင်ဗျားတို့ရဲ့အပိုင်းဖြစ်ပါတယ်နော်အများသူငါတွေ့လို့ရတွေ့လို့ရှိရင်လုပ်လို့ရအောင် share ကြလဲ share ပါအပလာလို့ထင်တယ်မထူးကြဘူးလို့ထင်လို့ရှိရင်လည်းမ share ပါနဲ့ခင်ဗျာဟုတ်ပြီနော်အားလုံးကျေးဇူးတင်ပါတယ်